ဒီကနေ့1330နဲ့8ခုတစောင်းမုံလာဇန်4ရက်နေ့ညရန်ကုန်မြို့ကြီးမြင့်တိုင်ရပန်းပင်ကြီးလမ်းဖျားငါးစုဓမ္မယုံတစောင်းတော်ကြီးရှိမှာဟောမဲ့ဇတ်တော်ကပျော်ခြင်းသူလူအများလိုက်ကြမလားဒါကိုဘုန်းကြီးဟောမှာဖြစ်ပါလေဒီလိုဟောမဲ့ဇတ်လန်းကလည်းဘုန်းကြီးရှေ့ပိုင်းမှာဟောခဲ့ပြီးသားဖြစ်တဲ့ဖျားလူကြီးများနတ်ပြည်သွားဆိုသည့်အလျောက်ကပ္ပမမြတ်စွာဘုရားလက်ထက်ကနတ်ပြည်ကိုတက်သွားကြတဲ့16ယောက်ဘုရားလက်စုအကြမှာနတ်ပြည်ခံစားပြီးတော့ကျွတ်တို့ဂေါရမဘုရားလက်ထက်လူပြည်ကိုပြန်ပြီး16ယောက်ဆင်းကြမှာဖြစ်ပါလေဆင်းဆိုကြားနေရောပရိသတ်ကြီးတောက်လျှောက်ပဲဆင်းကြပါလို့ကျွတ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်တော်ဟောအထက်နတ်ပြည်မှာငွေရှိကြတဲ့ထက်၍16ယောက်ကလုံးဖယားကျွန်းဖြစ်တဲ့ခေါင်းလောင်းထိုးလှူပြီးတော့လာခဲ့တဲ့ဘောပကလုတ်ခဲ့တဲ့တောတထဲသည်နတ်ပြည်ကလူပြည်ဆင်းလိုက်တော့ဟောကျွတ်တို့ရာဇဂိုမြို့နဲ့အတော်ဝေးကွာတဲ့ဌာနမှာကျွတ်တို့မုတ်ဆိုးကြီးသွားဖြစ်ကံပြစ်ချရခံရဣဒတောတထေခောဘကနတ်ပြည်ကဆင်းလာပြီးတော့တောကြီးထဲမှာပါသွားဖြစ်မုတ်ဆိုးကြီးကံပိဋကအကြောင်းကြောင့်အကျိုးဖြစ်တချို့ကံကိုသဘောမပေါက်ကံဆိုတာအလုတ်ဆိုတာကံကိုယုံကြည်ရင်မိမိလုပ်တဲ့အလုပ်ကိုယုံကြည်ပါကံကိုယုံသေးရင်မိမိလုပ်တဲ့အလုပ်ကိုယူသေးပါကံဆိုတာကျတော့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာမြန်မာလိုပြန်တော့အမှုဒီကကမ္မဆိုတာမြန်မာလိုပြန်တော့ဗါလေအမှုကဘယ်နှခုရှိကြလဲ3မှုရှိဘယ်နှမှုလို့ဆိုကြည့်တော့မှကာယကမ္မဝစီကမ္မမနောကမ္မခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဆိုခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်စိတ်နဲ့ကြံတဲ့အလုပ်3ခုအမှု3ခုရှိပါတယ်ပရိသတ်ကြီးဘယ်နှမှုတော့ပရိသတ်ကြီးအဲ့ဒီ3မှုဒီတရားနာပရိသတ်ကြီးနေ့တိုင်းရှိမရှိရှိတယ်ခင်ဗျားတို့နေ့တိုင်းအမှု3မှုရှိခင်ဗျားတို့ကယုံပြေကနာရောက်မှအမှုထင်တာခင်ဗျားတို့အမှုတွေလေဘာမှုတွေတော့ကာယကံမှုဝစီကံမှုမနောကံမှုမှန်လားပြိဿကြီးငွေရအောင်စီးပွားရေးလုပ်နေတဲ့စိတ်ကမကြရဘူးလားဘာကံဖြစ်မနောကံစိတ်ကကြံတာဘာကံနော်ငွေရမှုနဲ့ပတ်သက်ပြီးတော့စီးပွားရေးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့ဗဇက်ကမပြောဘူးလားဘာကံဖြစ်ဝစီကံငွေရမှုနဲ့ပတ်သက်ပြီးတော့နေ့စဉ်မနေ့မိုးလင်းမျက်နှာသိပ်ပြီးအိမ်ကထွက်ခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးရအဲ့ဒါဘာကံဖြစ်ကာယကံဒါကြောင့်လူတွေရဲ့ဆင်းရဲချမ်းသာကိုပေးစွမ်းနိုင်တာဘယ်သူလဲကံဆိုတာဘယ်သူလုပ်တာလဲကိုလုပ်တဲ့အလုပ်သဘောပေါက်ရဲ့လားပြိဿကြီးကလေးတွေကစလူတိုင်းသဘောပေါက်သွားအောင်ဒါဘုန်းကြီးပြောနေတဲ့နည်းလေးပါဒါလို့ဆိုရင်လည်းသဘောပေါက်ပြီတချို့ကကံကိုနားမလဲတော့အိုကံရှိချမ်းသာလိမ့်မပေါ့ကွာအကံရှိစားရလိမ့်မပေါ့ဒီလိုထိုင်းနေုံနဲ့ချမ်းသာမလားပြိဿကြီးစိတ်နဲ့ကြံတဲ့အလုပ်ဗဇက်နဲ့ပြောတဲ့အလုပ်ခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ချမ်းသာနိုင်ပါဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ကိုစားရပါကဲထမင်းချက်ပြီးပြီထမင်းအိုးထဲမှာဆန်ကထမင်းဖြစ်နေတယ်ဆန်ကဘာဖြစ်နေလို့ကံရှိဝါလိမ့်မပေါ့ကွာဆိုပြီးမစားဘဲနဲ့ထိုင်းနေလို့ထမင်းလုံးကခြိတော့ပေါက်ဗဇက်ထဲဆင်းမှ
ထမင်းစားခြင်းနဲ့စိတ်မနှောခံမလို့ရဘူးလားထမင်းခုဟဲ့စားကြစို့ဟဲ့ပါဇက်ကဝစီကမလို့ရဘူးခန္ဓာကိုယ်ကြီးကထပြီးတော့မခူးရဘူးလားအလုတ်တယ်ဒါကြောင့်လစ္တတတ်တော်ငါတို့တွေဒီကံရှိချမ်းသာလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မချမ်းသာကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မဝကံဆိုတာအလုတ်ဆိုတာကံဒါကြောင့်ချမ်းသာခြင်းသူမှန်သမျှသည်အလုတ်ကိုယူသေးပါကံကိုယူသေးပါဒီတိုင်းဘုန်းကြီးပြောတာသဘောပေါက်ရင်အဲ့ဒီသူပြုတ်ခဲ့တဲ့ကံအတိုင်းပဲတရားနာပြိဿကြီးသူတို့ချင်းဆုံရမယ်ရေစက်ဘယ်လိုနေမယ်တော့မသိဘူးခုတောပဲထွက်ပြီးမုတ်ဆိုးကြီးဖြစ်ရရှားပြီဒီကနေ့တောတစ်ထေတောကြီးတဲ့ဘာလာဖြစ်နှုတ်ဘဝလုံးကဂောဘကတစ်ထေကတော့လုတ်ခဲ့တဲ့တောတစ်ထေကတော့ကလူပြေသို့ဆင်းပြီးတော့ရာဇကြိုမျိုးတွင်တစ်ထေသမီးလေးဖြစ်ရှားသည်ဒီကကြီးဂောဘကတစ်ထေကတော့ကသဗ္ဗဘုရားလက်ထက်ကနတ်ပြည်တက်သွားတာဂေါရမဘုရားလက်ထက်လူပြေပါလာဖြစ်တထေသမီးလေးဘယ်မြို့မှာပါလဲရာဇကြိုမြို့တထေသမီးလေးဖြစ်တော့မိဘအရေးကိုခေါ်လောင်းပြီးတော့ဘိုင်းကောင်းကြောက်ဖိပြီးပေါ့လေနေလာလိုက်တာကျမ်းဂန်ထဲမှာဘယ်ချိန်ကသောတာပန်မတည်တယ်မသိဘူးပြိဿငယ်ငယ်ကလေးတွေကသောတာပန်လေးတဲ့ပြုသောတာပန်တထေသမီးလေး14 6နှစ်အရွယ်ကလေးရောက်ပြီးတော့လာတော့ကျွတ်တို့တောကြီးတွေကမုတ်ဆိုးကလည်းသားကောင်ငါးကောင်တွေတင်းလို့လှဲကြီးနဲ့ရာဇကြိုမျိုးတွင်သို့ဝင်အလားဒီကမုတ်ဆိုးကြီးသားကောင်တွေတင်ပြီးလှဲကြီးနဲ့ဘယ်မြို့ဝင်လာပါလဲရာဇကြိုမျိုးတွေဝင်လာတော့တထေသမီးလေးကလေသာတကားလေးဖွင့်ကြည့်တဲ့အခိုက်မြင်ပြီးပြိဿကြီးမုတ်ဆိုးကြီးလှမ်းကြည့်ကြည့်စမ်းခမောက်ကြီးဆောင်းလို့နေဘူးကြီးတဲ့ချွေးတက်လုံးနဲ့အင်ကြီးကလည်းမပါမဲလိုက်တဲ့အသားကလည်းသပိတ်ရောက်မှာအရှုံးပေးရငါမတော့တိုက်ကြီးပေါ်သူ့ဘဝကြီးကြည့်ရတနာစရာကြီးပါလားတနာတဲ့ပြိဿကြီးဒီကသောတာပန်လေးကမုတ်ဆိုးကြီးဘာဖြစ်သလဲမှတ်ထားကျွတ်တို့လောကကြီးလေဒုက္ခဖြစ်ခြင်းတဲ့လူတွေဘယ်ကမှမစဘူးအဲ့ဒီတဏှာကစတဏှာရင်တော့သွားပြီလားအောင်နေဘယ်သွားတာတော့မမေးနဲ့အဲ့ဒီတဏှာတဲ့စီသွားဖိုးကြီးတွေငကြိုးငနာစဉ်းစားကြည့်တဏှာတဲ့စီမြင်းတဲ့သကောင်းမှောင်နဲ့မဲမွေးကိုင်းမှလည်းမကြောက်ဒုက္ခိမှလည်းမကြောက်ခဲပေါင်းမှလည်းမကြောက်သွားခဲ့တာလေကိုချီတောင်းနဲ့မရောက်အောင်တဏှာတဲ့စီတဏှာတဲ့စီသွားလို့တဏှာမိရင်တော့ဖြင့်အဲ့ဒီလူဒီဒုက္ခဖြစ်တော့မယ်ဒုက္ခလမ်းစာရှားလာငကြိုးငနာစဉ်းစားဖို့ငကြိုးငနာဆိုလို့ဖိုးကြီးဖွားကြီးတွေအသက်ကြီးပြီးတော့ကြီးကျိုးကြီးနာလည်းပြည့်မထမ်းနဲ့အောက်တဲ့တချို့ဖိုးကြီးတွေအသက်ကြီးလို့ရှော့တာမဟုတ်ဘူးတန်ရောစင်ပြောပါလေမရှော့ဘူးမြင်မှုလားတကြိုးပဲကြိုးနဲ့ကိုကတော့အန်သွားလေးတစ်ချောင်းရှိလို့တော်ပါလေရဲ့ဒုက္ခများကသဖုံကြီးဆိုတော့ရညွဲ့ထွက်လာပြောနေလေးဆိုသူပဲကျွေရဟောဒါကြီးကြီးကျိုးကြီးနေကိုကတော့အန်သွားလေးတစ်ချောင်းရှိလို့မာရာကြိတ်ဝါရတယ်လေပြောနေလေးဆိုသူ့ကျွေးရတယ်တဲ့ဘယ်သူလို့ဆိုတော့သူတနာထားတဲ့ဟာကြီးလေဒါကြောင့်တဏှာရဲ့လုံးစားပြီးဒုက္ခဖြစ်ဖို့အကြောင်းတရားတစ်ထေတော်လေးကြည့်တဏှာမိတစ်ထေသမီးလေးကြော်လေးတောင်ဖြစ်နေတစ်ထေသမီးလေးတဏှာတော့တဏှာစရာကြီးပါလားတဏှာယုံနေမှာကသူ့ရဲ့နာလေးငါကြည့်ရှင်လိုက်ပါပြီအသားမဲပဲလို့ညိုကြောကြီးများဖြစ်နေလေမလားနောက်ဘဝကရေစက်ကြိတ်အခုရေစက်ကြောင့်သူ့ရဲ့နှာလေးကကြည့်ချင်လိုက်ပါပြီဒီပဲ
မြန်လှည့်လိုက်သမ်းမတော့ကြည့်ချင်လုံးလို့ကြားအောင်လည်းမပြောရဘူးဘိုက်သေးရင်ရေရွတ်နေပါဇက်ကအတန်မထွက်ဘူးသူမျော်လင့်နေကြဟိုကတပြားလေးနဲ့နွားဖင်တို့ပြီးတော့ဟာနွားဆိုဒီဘက်လှည့်လိုက်မြင်ပြီဧကကြီးမြင်မလားပါမြင်လားမယုံဒါကလေးတွေဟန်ကြမြင်မဟဲ့မဟုတ်ဆိုကြီးအော်ကြည်ဆောင်မတဏှာစရာကောင်းရုံနဲ့မကသူ့ရဲ့နှာကြီးကြီးချစ်စရာကြီးပါဟောဖြစ်ကုန်ပြီသောတာပန်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်ပြီးအပေရောက်ကြောင်းတရားတွေပယ်ပြီးသားပြိတ္တာအပေမကြတော့ဘူးအဲ့ဒီလိုအပေရောက်ကြောင်းတရားတွေပယ်ပြီးသားဖြစ်တဲ့သောတာပန်မှလေးပင်ဖြစ်လင်ကစားချစ်စရာကြီးပါလားအော်ခက်တော့တာပဲသူ့ရဲ့နှာမြင်လိုက်ရငါတကူလုံးကြက်တိမွင်းခြင်းတွေထားလို့ဘယ်လိုဖြစ်မှမသိဘူးတထေသမီးဘဝမကလို့ဘာပဲဖြစ်သူ့နောက်ကလိုက်ပြီးတော့ခြေရင်အလုတ်အကျွေးဘဝငါပြုတ်သူခြင်းတော့ဒါပဲတတ်နိုင်မှာဘူးလေဆိုပြီးတော့တရားနာပိဋကမရှက်မကြောက်နဲ့ကြုံမာလေးတယောက်ခေါ်ပြီးတော့ဒီမှာလာစမ်းဘာလို့မမရဲ့ဘာလို့လုပ်နေလဲလောက်ကြည့်မြင်ရတာဟုတ်မှာမဆိုးကြည့်တဲ့နှုတ်ထူးပြအော်ဘာလို့အောင်နေမမကလဲပေါ်မဆိုးကြီးမျက်စိကျနေတာဟုတ်ကြမကြညှိလုံးမဟုတ်ဒီနာတိချံရက်ကြီးဘယ်လောင်းဝင်သွားတယ်ဆိုတာသိအောင်အသာရေးလိုက်ဦးမယ်တော့ကြောင့်ငါအလိုက်ခိုင်းမှညီမတွေ့ပဲနေမယ်နော်တိချကြည့်ဟုတ်ကဲ့မမသောတာပန်မှာလေးစာရေးပြီဧကကြီးကအောင်းမိမှာပေါ့သောတာပန်မှာလေးစာရေးတယ်ဆိုတော့တရားစာတွေလားမဟုတ်ဘူးဟိုတင်းစာသမီးစားစာဟိတဲ့ပြောကြပါလေရေးဟဲ့သို့ပြုံးမောင်ကြီးသူမရေးကောင်းတယ်ငါဖငါတတ်ဟာရေးရောပါကိုင်းမဖြစ်သေးလို့နင်တို့ရေးသလိုနေမှာပေါ့ဟဲ့ငါတော့မှာဗျာမင်းတို့ရေးသလိုနေမှာပေါ့ဟဲ့ငါကြီးဗျာရေးပြီကွာသို့ပြုံးမောင်ကြီးမောင်ကြီးရဲ့မျက်နှာကိုမြင်ကြတဲ့ကဟောဒီနှမလေးရဲ့ရင်နဲ့အသေးတဲ့ဥတဲ့နှလုံးကြောက်ကထဲဘန်းတာမင်းတို့ရေးတဲ့တိုင်းပေါ့ကွာငါပြောကြားနေရောရေးရောဟဲ့ဒီတိုက်ကတည်းရေးပြီးတော့မောင်ကြီးတဲ့ပြန်လာလို့ရှိရင်ဒီလမ်းကပြန်ထွက်ပါလက်ရပဲလမ်းတစ်ဘေးကအထုပ်ကလေးချိုင်းညညစောင့်နေတဲ့မိန်းကလေးကိုမျက်နှာဆွဲပြီးလှဲကြီးမြန်တအားမောင်းမသွားလိုက်နဲ့နော်သူလိုက်ချင်တဲ့လမ်းကိုမောင်ကြီးခေါ်သွားပါသူကလိုက်ချင်တယ်လို့မပြောတော့ခလေးမဖယ်သွားမှလည်းလို့မေအိန္ဒိယရှင်မဟုတ်လားမောင်ကြီးရဲ့ဒီဘာတွေရာတွေပေါ့ကွာရေးရောဟဲ့ရေးပြီးတော့သူလေခြေရင်းအလုတ်ကြီးဘဝနဲ့နောက်ကလိုက်ချင်တယ်ဆိုတဲ့အကြောင်းမောင်ကြီးပြန်အလာကိုအချိန်မီစောင့်နေပါတယ်ဆိုတဲ့အကြောင်းနဲ့ရေးပြီးတော့ဟဲ့ရော့ပြီးစားလိုက်ပြီဘာသာလို့မမရဲ့ဘာသာဖြစ်ဖြစ်ညှိလို့မဟုတ်တော့လိုက်ပြီမမရဲ့တဲ့ဟိုမင်းကလေးတယောက်ကယောက်ျားလေးလိုက်စားပေးမယ်ဆိုတော့ပြောင်းပြန်ကြီးဖြစ်မနေဘူးလားပြောင်းပြန်ဖြစ်စောင့်ထုတ်ဖြစ်ခဲ့သွားညီဟုတ်ကဲ့ဆိုနေအောင်ငါပြောရသေးချာနားထောင်စာကိုသူ့လက်ထဲရောက်အောင်တည်တည်ချာချာထည့်ခဲ့ပြီးတော့လည်းငါမှားလိုက်မယ်လူယိုလားလူကိုလားလည်းမေးခဲ့သောတာပန်ကြီးဖြစ်နေပုံဟဲ့လူယိုဆိုတောင်မှလေဟောစစ်တလားမစစ်ဘူးလားမေးခဲ့တရားတော့ကြည့်မေးပြီပြောပြီတင်းတင်းချာချာသူ့လက်ထဲထည့်ခဲ့နော်မမရဲ့တဲ့စာကားတော့လက်ထဲထည့်ပါမယ်တဲ့မိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုလူယိုလားလူအိုလားမေးရမှာဖြစ်ပါမလားဟဲ့စင်ကြီးမင်းကြီးမကန်နဲ့ဖြစ်မဖြစ်ငါခိုင်းတာလို့သွားဟုတ်ကဲ့ဆိုပြီးကလေးမလေးထွက်သွားမဟုတ်ဆုံးတော့ကလိုက်ဒီမှာလက်ဆရာကြီးကလေးမပါတော့
ရပ်ပေါင်းတော့ကျုပ်စကားလေးပြောကြရှိတယ်ငါကြတာမနေနိုင်ဘူးဟဲ့ဈေးမိသွားရမှာဟဲ့မိလာတော့နဲ့ဖြည်းဖြည်းပေါ့ဖြည်းဖြည်းမဖြစ်ဘူးသားကောင်ငါးကောင်တွေကကြာရင်ပုတ်မှာဈေးမိအောင်ငါရောင်းအောင်မှာဟဲ့မပုတ်ပါဘူးတော့တယ်အေးလေနေငါကမပုတ်တာဒါရပုတ်မှာဟဲ့ခဏလေးပါတော့ဟိုနေပါဦးတော့ဟိုကျိုးတောက်ထားပါတော့ဒီမှာကျုပ်ပြောမယ်တော့လူကိုင်းကွာဘယ်နဲ့လို့မဲမလို့ကွာမင်းကလေးကယောက်ျားလေးတယောက်လူလားလူကိုလားမင်းအတော့ခက်တယ်ကွာဘုရားမေးရဘူးကွာခုတော့မှမသိကြည့်လေမင်းမို့တော့ခက်တယ်နင်ပါပြောတာဟောပါဘူးကျုံတော့မေးနေတာတော့လူတင်းနေတယ်ပြောပြဆောင်ရဘာမှမသိဘူးဟိုဒီလိုပါတဲ့ဟိုတမင်းမဘူးတော့ပရိယေဟဲ့ငါတော့မှမြမာယာဟဲ့ငါတရားကကြိုက်တဲ့ဘက်ကဖွင့်စားလို့ရမာယာဟဲ့လူယုံနဲ့လူအိုလာမေးရမှာကနေမိမပရိယေဆိုတော့တင်ခနုပတ္တိညာကောင်းတဲ့တမင်းမဘူးတော့တူပဲဟဲ့လူယုံနဲ့လူအိုလာမေးတာနဲ့တော်မိမဘူးလို့ဆိုတာနဲ့တူပဲဟဲ့အထူးအဖေနဲ့မေ့လင်းလို့ကြည့်လေတော်မိမဘူးလို့ဆိုတော့ဟဲ့အမေကဆိုတော့ဘာလို့ဟောတော်တဲ့နေပြီတော်နှုံတဲ့လူကြီးတော်မိမဆိုတော့တော်မရပေါ့အလိုလေမလောက်ပါနဲ့ကလေးမရဲ့ဒီရွက်ထိငါတခါမှမရဘူးသေးပါတော်ဘယ်နဲ့အကြီးပါလဲဒါနဲ့တော့မရမရှိဘူးပေါ့အေးမရှိဘူးပေါ့ဟဲ့မရှိရင်တော့လူယုံပေါ့မရမရှိမှတော့လူပြိုပေါ့ဟဲ့တရားသူကြီးသမီးကြလားငါလာစစ်သေးတယ်လူပြိုကစစ်တယ်လားတော့တဲခန့်နေပါလားဒီကလေးမဟဲ့ဒီမှာလူပြိုစစ်မစစ်နွားလို့လူလက်သေးပေါ်တင်ကြည့်လို့ဖြစ်တဲ့အမျိုးမဟုတ်ဘူးဟာငါလည်းပြောတယ်ရီတာငါဘာလို့ရီမှမသိလူမျိုးပေါ့ဟဲ့မိမမရှိမှတော့ကိုင်းငါအစ်စ်ဟဲ့အစ်ဟောတာတော့မပေါ့ဟဲ့နေဘယ်နဲ့ရှောက်မင်းနေမှမသိပဲကိုင်းဒါဖြင့်လူမျိုးလဲဖြစ်တယ်လူမျိုးအစ်စ်လဲဆိုရင်တော့ကျုပ်စာလေးဆောင်ပြလိုက်ရစီလာပြန်ပြီဒီကလေးမှနော်အဲ့ဒီစာငါဘုသူ့ပဲရဟောတော့ပေးနာဘုသူ့ပဲမှာတော့ဖတ်ကြည့်ပေါ့မဖြစ်ဘူးလူပြိုလားလဲမေးတယ်အစ်စ်လားလဲမေးတယ်စာလဲပေးတယ်ဒီကလေးမှငါဘာလုပ်မလို့ပါလဲယောက်ျားမိန်းမပြန်ကြောက်ဟိုတုန်းကခုမပါဘူးကွယောက်ျားမိန်းမပြန်ကြောက်ငါဘာလုပ်မလို့ပါလဲဒီမှာရောက်လာတော့ယူသွားပါမယူဘူးမယူခြင်းနဲ့တော့ကျုပ်တော့လှဲပေါ်ပြစ်တင်ထားခဲ့လဲပေါ်ပြစ်တင်ထားပြီးတော့ကလေးမလေးကယူသလားမယူဘူးလားသမင်လည်းပြန်လေးကြည့်ပါလေကလေးကဝေ့လာတော့စာရွက်ကလေးကလွင့်ကြမယ်အလုံးမယူဘူးဆိုတဲ့လူကြီးကကျိုးနှစ်ပင်လက်နဲ့လှုပ်ပြီးပက်လိုက်တာနောက်ပြန်ဖမ်းပါသွားပဲမယူပဲဘယ်နေမလဲကွယ်ယောက်ျားလေးပေးတဲ့စာတော့အိန္ဒိယရှင်မိန်းကလေးယူသေးတာမိန်းကလေးပေးတဲ့စာယောက်ျားလေးမယူဘူးဆိုရာဇဝင်ရိုက်မှာပေါ့ကတ်ယူသွားပဲဘာသာတွေမှလည်းမသိမဖတ်သေးဘူးသူစာဖတ်လို့ဖြစ်ဘူးငါကဈေးရောက်လို့ပြီးသေးဘူးငါကိစ္စမပြီးသေးဘူးကိစ္စမပြီးခင်သူစာကြည့်လိုက်ရင်သူစာရဲ့ပါလာမှာတွေကဝမ်းနေရမှလာဝမ်းသာရမှလာမိသိကြီးငါပြောပါငါဖေးဖောက်ဖတ်သွားလို့သွားဘာကြောင့်လို့ပြောတယ်မှတ်ပါဒီတော့ကောင်းပြီသူစာကြည့်လိုက်လို့ဝမ်းသာဖြစ်ရမယ်ကိစ္စ
ငါအလုတ်ခွင်ရောင်းဝယ်တဲ့ကိစ္စအနှောက်အယှက်တော့ဖြစ်မခံနိုင်ကြရောင်းဝယ်တဲ့ကိစ္စပြီးမှကြည့်စာခါကြတဲ့ညရန်ကုန်မြို့ကငန်းကြီးများနှမများမှတ်ထားခွင့်ငါသင်္ကန်းစာပေးရောင်းဝယ်တဲ့ကိစ္စပြီးမှကြည့်မတဲ့ဟဲ့ကဲဥပမာပြောကြပါစို့ကွာဥပမာငါပြောမှာဟဲ့မိဘကဈေးလွတ်တဲ့ငန်းကြီးများနှမများမိဘကဈေးလွတ်တော့ကိုဈေးမရောက်ခင်လမ်းမှာမင်းတို့ဘာသာဘာဝစာဖြတ်ပေးပြီဆိုကြပါစို့ကွာဖတ်နေဦးမဖတ်နေဦးမိဘခိုင်းတဲ့ဈေးကိုရောက်အောင်သွားမိဘခိုင်းတဲ့အလုပ်ကိုပြီးစီးအောင်လုပ်ပြီးတော့မှခါတဲ့ငါတော့ဘာလို့ပြောနေနားထောင်ကျမ်းဂန်နဲ့မပါဘူးစာရဲမပါဘူးလောကငန်းကြီးငယ်နှမငယ်များမိဘထော်လောကန့်ကနဲ့ရင်ဘတ်ကန်းကံပြီးထွက်သွားတဲ့ညီငယ်နှမငယ်တွေများလို့ငါပြောနေတာကြီးမဖတ်နဲ့ဦးအကယ်၍မင်းတို့ကမိဘခိုင်းတဲ့ဈေးကိုမိဘခိုင်းတဲ့အလုပ်ကိုပြီးအောင်မလုပ်ဖဲမသွားဘဲနဲ့ဒီစာဖတ်လိုက်ရင်ကန်စားတဲ့ပါလာတာကခုချက်ချင်းလိုက်ခဲ့ရမယ်ကန်စဉ်းစားမှန်းငါညီညာနှမများလူသားရင်တော့သိတယ်တော့ငါပြောဒီပညာလုံးမွေးရတဲ့ကမသိမဲတတ်တာသိတယ်နော်မိဘခိုင်းလိုက်တဲ့ဈေးနဲ့အလုံးမပြီးခင်ဖတ်ကြည့်လို့ဖောက်ကြည့်တော့စာရဲကအခုလက်ခရမယ်ဆိုတဲ့နေရာနဲ့ငန်းကြီးများနှမများဘာလဲကွာရှာတော့ခတ်ရရပေါ့ကွန်ပွဲရဆိုတော့ဘာဆိုတော့ပလဲရဆိုတော့ငါတော့မသိဘူးစာမတတ်ဘူးဟဲ့အင်္ဂလိပ်စာတော့မတတ်ဘူးရှင်းကြည့်သားဟဲ့မိဘခိုင်းတဲ့ဈေးနဲ့မိဘခိုင်းတဲ့အလုံးနဲ့အခုလိုက်ခရမယ်ဆိုတဲ့စာနဲ့ချိန်ဝင်မောတင်းကြည့်သားဟဲ့ဘယ်ဘက်ချိန်ဝင်ရှာထွက်မလဲလေဆိုတော့အခုလိုက်ခဲ့ရမယ်ဆိုတဲ့စီမင်းတို့သွားမှာဈေးမရောက်ဘူးမိဘခိုင်းတဲ့လုံမလုံတော့ဘူးဒါတော့မိဘခိုင်းတဲ့အလုပ်တွေပြီးစီအောင်လုပ်ပြီးမှဒီစာကိုဖတ်ပါဒါသင်္ကန်းစာပေးနေတာဟဲ့ဘုမမုံဆိုးကြည့်ကြည့်ရောင်းဝယ်တဲ့ကိစ္စပြီးမှဖတ်မှာတဲ့ဝမ်းနဲ့ရောက်မှလားဝမ်းသာရောက်မှလားသူစာကဘာမှမသိဘူးတဲ့ခါကြညက်ကလေးမလေးကပြန်သွားပြီအန်ကြဖဲနဲ့လာဖမ်းသွားတယ်မမလက်ထဲဆိုတာလက်ထဲမထည့်ပြီမလဲယူသွားတာတော့သိကြပြီမမဟဲ့နေပြန်လာဟုတ်ကဲ့ဘယ်နဲ့တော့တာပေးခဲ့တဲ့ဘောတိတင်ခဲ့တာပဲမမရဲ့ဟဲ့ဒီကောင်မလေးလက်ထဲထည့်ခဲ့လို့ငါတိတိချာချာမှားလိုက်ရတာနဲ့ဒီတိုင်းပြချခဲ့ရတာလားဟဲ့အမလေးမယူမှာတော့မပူပါနဲ့မမရဲ့ပြက်လက်လံဖမ်းသွားတာတော်သေးရဲ့ဟုတ်လူလားလူဦးလေလားမမရဲ့ညီမကလည်းအမေးခက်လို့လူနဲ့ဖြစ်နေတာမမရဲ့နောက်တော့လေးသတိရတာနဲ့ဟောညီမကတော့မိမဘယ်သူလုံးလုံးမေးတာညီနဲ့တော်မိမဘယ်သူလုံးမေးတော့ဟောပါပြောတော့ငါမိမဆိုတာဘာလို့လဲမမရဲ့တော့မရဖို့ဆိုတော့မလီခုချိန်ဒီတစ်ခါမှမရဘူးသေးဘူးလေမမရဲ့မရမရှိတော့လူမျိုးပေါ့ဆိုတော့ဟဲ့မိမမရမှမရှိပဲလူမျိုးပေါ့စစ်ကလားတော်လို့ကြုံမေးတယ်မမရဲ့မလီတိုးသားပြီမဲ့လူလီကြုံငေါ့လိုက်သေးတယ်လူမျိုးစစ်မစစ်နွားလို့လက်သေးပေါ်တင်ကြည့်လို့ဖြစ်တဲ့မျိုးမဟုတ်ဘူးလေမမရဲ့ကြည့်စမ်းပြောတိုက်တနော်ပြောတိုက်လိုက်တာငါနဲ့ပြန်ပြောချင်တဲ့တွေ့ပဇံတွေ့ပါလေအမျိုးပေါ့ပြိတ္တရဲ့သူ့စိတ်ထဲအန်ကျိတ်ပြီးတော့ခဲထားအဲ့ဒါလို့ခဲထားရင်ကဟေးဒါဖြင့်လူမျိုးအစ်စ်ဆိုတာနဲ့ရှင်းပြီစာလဲယူသွားတယ်ဒါဖြင့်သူပြန်အလားငါကြည့်တာမှငါလိုက်မယ်လို့ရေးလိုက်တဲ့စာမို့လို့ဟေးဒီမှာခဏလေးငါစာရေးမိဘများထံရေးသူလိုက်သွားပြီပေါ့မိဘများထံစာရေးပြီးတော့ရှိသမျှလက်ဝက်လက်စာလေးအထုတ်ပြီးတော့ဟေးအလိုက်တော့ဟေးဘယ်လိုက်မှလို့မမရဲ့ခုနကငါစာပိတ်ခန်းနဲ့မိုးဆိုးကြီးတော့ငါလိုက်မှာပေါ့ဖြစ်ပါမလားမမဟုတ်ညီလိုက်မှလားငါလုပ်တယ်ဖြစ်မဖြစ်ကြီးလုံလားလို့ဖြစ်လို့ငါလိုက်မှာပေါ့ညီမပြပြမလိုက်ပါနဲ့မမရဲ့ဟဲ့ငါမတားနဲ့ဟုတ်ပါဘူးမမညီလိုက်ပါ
အောင်မင်းမျက်ရည်တွေပါကြလို့ငါသေးတယ်လားသွားတာကြာငါမတန်းနဲ့ငိုးပါမလိုက်ပါအောင်မလေးငိုတော့တာပေါ့ကွာဟဲ့ဒီမှာငိုနေတယ်ဟုတ်ပါဘူးမမရဲ့တဲ့ဟိုညီမကိစ္စမရှိပါဘူးတဲ့ဖေဖေမေမေကြီးတို့ကမေးရင်ဘယ်လိုပြောမလဲဒီမှာငါကြိုးကြောင်းစာရေးခဲ့တယ်ရော့ဒီထားလိုက်အဲ့ဒါမိမများပြေးလိုက်ငါသွားမယ်ဟုတ်ကဲ့ဆိုပြီးမျက်ရည်ကလေးနဲ့ကလေးမလေးနေခဲ့ရဖင်ပြီးအထုပ်ကလေးချမ်းညာညှန့်စောင်းမဖြစ်ပြန်လာပြီးဟိုကလှဲကြီးနဲ့ဟာနွားနဲ့ရောင်းဝယ်တဲ့ကိစ္စအပီးဆိုတော့စာကလေးသတိရခါကြညှက်ထားရကထုတ်ဖတ်ရအောင်ချွေတွေနဲ့ရွှဲလို့စာကလည်းပဲတရားနာပိဋကချွေတွေနဲ့ဆိုတော့ဝိသပေါက်တွေများကုန်တာပေါ့ကောင်းစဉ်ဖတ်လိုက်ကလေးကသို့ပြိုးမောင်ကြီးဆိုလွှဲကုန်တာပေါ့သူကသို့ပြိုးမောင်ကြီးတော့မဟုတ်တော့သို့ပြိုးမောင်ကြီးဖြစ်ရကြည်စမ်းအမေငါမျက်နှာမြင်ကလေးကသူ့ရင်ထဲအသေးလေးဟာငါအပြန်သူ့အထုပ်ကလေးချမ်းညာညလက်ရပဲလမ်းတော်ဘေးကစောင့်နေတဲ့ခြေရင်းအလူကျွေးလိုက်ချင်တယ်ဆိုတော့စာအပေးခိုင်းလိုက်တဲ့ကလေးမရဲ့နှစ်ဖူးရည်ဒူးရည်ကြည့်တော့သူခိုင်းစီတဲ့ကျုံမနဲ့တူရဲ့ကြည့်ဟမ်ကိုရှိကရတယ်အထင်းသမီးပဲပို့ထားလိုက်တဲ့အဘူးအသားနဲ့ဆင်းထားလိုက်တဲ့ရွှေတွေငွေတွေကလည်းကြည်စမ်းဟုတ်ပြီသူ့တော့လိုက်တော့မှာပဲမဆုံးမင်းပဲလို့ကြားရပါမတော့ဒီကနေ့တော့မင်းဖြီပေါက်မလားထောင်ကြမလားမသိတခုခုတော့တခုခုပဲလက်ရုံးတွေကလည်းမသိမသာပြုတ်ကြမတတ်လှုပ်လိုက်ပါပြီမသိမသာလဲဆိုပြုတ်ကြမတတ်လှုပ်မြက်ခေါင်းကလည်းမသိမသာလှုပ်လိုက်တာအမွှေးတောင်တဝက်လောက်ပုံပြီးထင်တယ်လွန်မှုလောက်ကအမွှေးတဝက်ကိုအောင်လှုပ်တယ်မြက်ခုံးအလေဟာလည်းဟာဘူးဟေးလှလိုက်လေချင်းလှပြီမဲ့လို့သူ့မျက်နှာစစ်စစ်စိုက်ပြီးတော့မကြည်ရဲပါလားကွဲမှုဆိုရင်ကြည်ရဲဘူးတဲ့ယောက်ျားပဲကွာဟေးငန်းကြီးများအရန်ကုန်မြို့ကငန်းကြီးများယောက်ျားပဲကွာဟိုတော့ကယောက်ျားကလေးတယောက်ကယောက်ျားမျိုးတယောက်ကမိန်းမမျိုးတယောက်မျက်တောင်မခတ်ဖဲနဲ့စစ်စစ်စိုက်ကြည့်ရမှကြောက်တဲ့ကွယ်တော့ဟိုတော့ကဧကကြီးဘယ်တော့ကဟိုတော့ကဆိုမင်းတို့သိတို့ငငယ်တုန်းကတင်ပြောရအောင်တို့လေတောရွာကွတို့ကတောသားလမ်းကြားလျှောက်သွားလို့မိန်းမပြိုနဲ့ယောက်ျားပြိုနှစ်ယောက်ချင်းဆုံရင်လေတယောက်ကဟိုဘက်ဝင်းတရံဘေးကတ်သွားတယောက်ကဒီဘက်ဝင်းတရံဘေးကတ်သွားမျက်နှာကြီးတွေအောက်ဆိုင်တယောက်နဲ့တယောက်ကြည်ရဲဘူးဒီထဲမြန်ကောင်းကလေးထောင်လိုက်လို့မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံသွားရင်လေခြေသားကြီးတောင်နဲ့မြောက်ရင်းဖြစ်ကုန်တာကွာဟိုတုန်းကယောက်ျားမျိုးမိန်းမမျိုးနှစ်ယောက်ထဲဆုံတာတောင်းမှဟိုတုန်းကမကြည့်ရဲကြခုခေတ်ကောင်လေးတွေကောင်မလေးတွေနှစ်ယောက်ထဲတွေးပေးလိုက်ချင်းပြောကောင်းမလဲကွာဘာမှကိုပြောကောင်းမှာမဟုတ်ပါဘူးကွာလေဟိုတုန်းကနဲ့ခုနဲ့ကွယ်ငါညီများနှမများဆိုရင်ပေးရသေးတော့ဟောဒီငါရန်ကုန်ကိုရောက်လာတော့ငါတောင်ဥက္ကလာပပရိသာဓာတ်ရှင်ယုံနဲ့ကြောချင်းကပ်ရဲ့ဟိကြောချင်းကပ်ရဲ့ဟိအဲ့ဒီတော့ငါတရားနှစ်ရလာဟောတယ်ရန်ကုန်ကမသိသေးဘူးပရိသတ်ကြက်ပွဲလောက်ရှိသိသေးဘူးကွမသိဆိုသိမှမသိဘဲနဲ့အခုအတန်ကရှိကအရင်ရောက်တရားတိတ်ခွေတွေကအရင်ရောက်တော့ကြည့်ကျင်လိုက်ငါတရားတိတ်ခွေတွေရပါမယ်အကြောင်းဘုန်းကြီးကိုယ်တိုင်တရားဖမ်းရပါမယ်အကြောင်းသွေးမော်လျှောက်ရှာလိုက်တာမန္တလေးရောက်တော့ကျန်ဒီကန်ဆရာတော်ဘယ်နေတော့ဆိုဘယ်တင်းတန်တော့မှမပြောဘူးကွမပြောတဲ့လျှောက်ရှာလို့မရဘုန်းကြီးလိုက်ရှာလို့မရတော့ဘယ်မှာသွားတွေ့တော့ဆိုတော့ဖြူးချောင်းရမှာသွားတွေ့အဲ့ဒါဘုန်းကြီးပါမှမသိသမင်းညာဆရာတော်
ကျွတ်တို့နေလားကျုပ်ရဲ့နောင်တော်ကြီးအလုတ်တူနောင်တော်ကြီးပေါ့ဒီကိုအရင်ပမာဏမနေ့ကညတောင်ကျုပ်သူ့เจ้าမှာကျိအဲ့ဒီသမီးညာဆရာတော်ဟောပြီးကျုပ်ရောက်အဲ့ဒီတော့ကမောင်ထိန်မော်တို့လာဖမ်းပြီးအဲ့ဒီကတိတ်ခွေတွေဟောဒီမှာဖြန့်လိုက်တော့နှံ့သွားတဲ့နောက်မှကျုပ်တရားပွဲလူစီတာဖတ်သပါလာတရားပွဲမှာဘေးကတိုးမပေါက်ဒီထဲတရားတိတ်ခွေကနေကြားရတော့ဘုန်းကြီးကိုယ်တိုင်ကြည့်ကြဒီထဲမောင်ထိန်မော်ကတပည့်တော်ဆိုင်ကလေးဗျာတဲ့ရှိတဲ့နေရာလေးသိအောင်ရှင်မရကြွပါဆိုလို့နေ့လည်ကဘူးကန္နာလေးဆိုင်စူပါစတာတိတ်ခွေသွင်းပြီးသားရောင်းတဲ့ဆန်ခဏလိုက်သွားပါချွေးတွေပြန်ဒီကောင်မင်းငါပြန်ဘူးပဲခေါ်လာဆမ်းမမကြတော့ပဲနဲ့ကျန်ကြီးကဆရာတော်ဆိုတော့လိုက်ပြီးတော့ခါနဲ့လာကြည့်ကြကျုပ်ကလည်းတရားဟောနေတော့ကျုပ်လုံးနဲ့ကျုပ်တရားနာပြတဲ့မျက်လုံးကျွတ်ကြရုံမကလို့သေအောင်ကြည့်ဖြစ်ဘူးဒီတိုင်းထိုင်းနေတော့များလာကြည့်ရင်လေချွေးတွေကလူထွက်အဲ့တော့9မိနစ်လောက်လိုက်ကိုပြန်လို့တဖြည်းဖြည်းနဲ့ဒါတောင်သိမသိသေးဘူးသိပြီလာလို့ရှိရင်အဲ့ဒီတခါလေးယုံနဲ့ဆိုကျုပ်ကဘယ်လိုမှနေရမှာမဟုတ်ဒါတော့အဲ့ဒီကဲလို့တရားနာပြိဿအတန်ကရောက်လာတော့လူကိုယ်တိုင်ဖူးရင်မြင်နေတာနဲ့တရားနာပြိဿဟာအခုမှသီးလာတာပါအရင်တုန်းကကျုပ်ပြိဿမရှိပါဘူးအဲ့ဒီတုန်းကငါရန်ကုန်အရောက်ဖေဓာတ်လေကားနဲ့တို့ရွှေတကုံမရဘူးတောင်းနှံပေါ်မှာကွတို့ဘုန်းကြီးတွေလာတာမမြင်ဘူးကောင်းလေးနဲ့ကောင်းပါလေးတို့အနားနာရောက်တော့လေကလေးမလေးကတို့ပဲလှဲ့ယောက်ျားလေးကတို့ကြောပေးရဲ့ကောင်းလေးလက်တုပ်ပြီးဟိုမှာဖုံးကြည့်လာတယ်လက်ညှိုးထိုးပြအဲ့တော့ကောင်းလေးကလှဲ့ကြည့်ပြီးတော့လေငါတို့ဘာပြောလိုက်တဲ့အရေးတယ်ကွာရှုပ်တာတို့လူရှုပ်ဖြစ်ရဗျာယောဟာဝဲဖယားတစ်ဆောင်ကြောင်းကန်နေတဲ့မှာသူတော်ကောင်းနေဖယားဖူးရန်သွားတဲ့လာတဲ့ကူကြောင်းတစ်ဆောင်တွေထဲမှာတော့ငါကြီးများငါနာမများဟိုမနာလို့မဟုတ်ပါဘူးကွာနေရာတွေပေါ်ပါတယ်တိုင်းဓမ္မသားတွေမြင်တော့လေငါတို့ငါကြီးများနှမများဒီလိုတွေ့သွားလိုက်ရင်ရှက်စရာငါသတ်ထသင်္ကာယနာတင်တဲ့လှိုင်ကူကြီးကြည့်ချင်လို့သွားတော့တရုတ်တော်ကြီးတွေခတ်ထားတယ်ဘာလို့ခတ်တာတော့တို့ဝင်မကြည့်ရဘူးလားဆိုမကြည့်ရဘူးဗျာတဲ့ပြိပြီတဲ့ဟိုတုန်းကတော့လာတဲ့လူတွေကြည့်ရအောင်ဖွင့်ထားပါတယ်တဲ့အခုပိတ်ရပြီတဲ့ဘာပြုလို့ဒုံလို့မေးတော့ခိုဟာတွေကဒီထဲလာအဟွာပြုကြတယ်ငါမေးကြည့်တော့ဒီစကားသားကြီးကြားရငါကြီးများနှမများဝဲတော်မြမရင်ကျေးမှုဆိုတာဟဲ့ငါနှမများကြကြဂယုစိုက်သားဟဲ့မြမအမျိုးသမီးရဲ့ရင်ကျေးမှုဆိုတာခြေသလုံးသားလူမြင်မှကြောက်တယ်ကောက်ဆိုင်တဲ့နေရာအလုပ်ပေါ့ကွာလူမြင်မှကြောက်တယ်လူစိမ့်တယောက်ကမျက်တောင်မခတ်ဖဲနဲ့စိတ်ကြည့်တာကိုအကြည့်မခံနိုင်မဲ့နဲ့မျက်လွှာလေးအောက်ချခေါင်းကလေးစိုက်သွားတာဟဲ့တို့မြမအမျိုးသမီးရဲ့ရင်ကျေးမှုမှန်လားပြိဿကြီးအပြော်လေးအားကြီးလို့အရှက်ကြောက်တွေကင်းသွားလို့ဟိရိဥတ္တပခေါ်တဲ့ဒေဝဓမ္မတရားနှစ်ပါးမရှိရင်ဟဲ့ငါကြီးများဓမ္မများတိုင်းပြေကြီးတောင်ပြည့်စည်နိုင်ပါသည်ကွယ်တို့စေရနာပါဟဲ့တို့မနာလို့မဟုတ်ပါဘူးတို့နဲ့ဘာမှဆိုင်ပါဘူးဒါပေမဲ့လို့ပြည့်စည်မဲ့ကိစ္စတော့ဖြင့်သတိပေးရပါမှန်လားပြိဿကြီးကံကြီးကွာမုတ်ဆိုးကြီးကြည်ရဲဘူးကြည့်ကျင်လိုက်ပါပြီဒါပေမဲ့လို့မင်းမျက်နှာလေးကိုတဲတယ်မကြည့်ရဲပါလားကွယ်တစ်ချင်းတော့မဖြစ်နေတာနော်တဲ့တယ်လားမကြည့်ရတာဝင်းထဲကဖိုးတိုင်းတို့ကိုကွာကဲအဲ့ဒါလို့ဖြစ်နေတော့တရားနာပြိဿကြီးထူပါဘူးငါလဲငါစိုက်မောင်းတာကောင်းခင်ပါရဲ့နွားတပြာလေးနဲ့ရိုက်ဟာနွားနဲ့ခတ်တုတ်မောင်းအတော်ကြည့်စမ်းငါတခါလေးကြည့်ပြီးနောက်ထပ်မကြည့်ဘူး
မသိမချင်းကြည့်ရမယ်အတိုင်းဘယ်လိုရှိမှလဲဟဲ့မောင်ကြီးဟုတ်တော့ငါပေးတဲ့စာလေးသူဆုံးတော့ဖတ်နေတာမြင်ပါလေငါသိရသားနဲ့ငါဒုက္ခဖြစ်အောင်ကလိပ်ပြီးတော့ဘယ်နဲ့ကြောင့်ဇုံမောင်းသွားပါလိမ့်မတော့မဖြစ်ဘူးနိုင်မရှိစိတ်မရှိငတ်မရှိသုံးပါငါကကြိုက်ပြီးတဲ့ကိစ္စမင်းမသိပြတ်တယ်လို့ဆိုခြင်းဆိုကြတော့ကြိုက်ထူတော့ပါဘူးလေဆိုခတ်တော့ကလေးအပြေးကလေးလိုက်ဒီမှာတော့လက်ချာကြီးအနွားကျုပ်ကလေးတောက်ဟဲ့ဘာလို့ကလေးမတော်ပဲသွားမှာငါ့ငါသွားမှာပေါ့ကျုပ်လိုက်ချင်လို့နင်းပဲတော့ဟာတော့ပဲသွားမှာတော့ငါ့ငါသွားမှာပေါ့ဟဲ့ကျုပ်လည်းတော်ကောင်းနေရှိလိုက်မလို့ပေါ့မဖြစ်ဘူးဖြစ်ပါလေတော့အိမ်ဘယ်လိုနဲ့နေငါ့ငါပြောင်းနေတာပေါ့ဟဲ့တော့ပြင်းစရာကြီးတော့အဲ့ဒါလေးလုံလားဟဲ့ဟုတ်ပါဘူးတဲ့ဟိုကျုပ်လိုက်လာလို့ရှိရင်တော့အဖော်ရမဖြစ်ဘူးနေမလိုက်နဲ့ဟုတ်ပါဘူးတော့ကျုပ်လိုက်ချင်လို့မလိုက်နဲ့ဆိုနေမှလိုက်မှာပဲတော့အထုပ်ကလေးပြစ်တယ်ဟဲ့ကလေးမဖြစ်ဘူးငါဒီတရားဟောပြီးတော့စိုးနဲ့သိမ့်တာတော့မသိရဟုတ်သားပဲကွာငါကြားဘူးတာလေစိုးကတင်မောကြီးကဇွတ်တဲ့ရောဒီကိုသိန်းစိုးလိုက်ခဲ့မယ်ဇွတ်တဲ့ဒီတော့သိန်းကညဘာပြောလဲမဖြစ်ဘူးစိုးဒုက္ခကြီးကြားကုန်ပါလိမ့်မယ်ပြောတော့ဘူးကွာဟုတ်ဒုက္ခများကြမလို့ပါဘူးလေအကျိုးကြောင့်စာရေးတိဖြစ်လိုက်ပါပဲမဖြစ်ဘူးစိုးမလဲဒီလိုပြောတော့ဘာပြောလဲစိုးကကိုသိန်းနာပြောတာကိုကွာကိုသိန်းနာကိုသိန်းနာရဲ့နောက်ဆုံးရချက်ပါလားငါလည်းတောင်ရောက်ကြတယ်ကွာနော်ရောက်ချင်ရောက်ပါစေတော့ပြောနေတာလည်းမထူးပါဒါကိုသိန်းနိုင်ရဲ့နောက်ဆုံးဆုံးမြတ်ချက်ပဲလားတဲ့ဒီလိုဆိုရင်စိုးအိမ်ကိုလည်းမပြန်တော့ဘူးတဲ့မြေထဲသူ့ဘဝသတိတော့မယ်ဆိုပြီးပြေးခုန်ချမ်းတော့မလုံးနဲ့လေခொနည်းကမလိုက်နဲ့ဆိုတဲ့လူကြီးကမဖြစ်ဘူးဆိုတဲ့လူကြီးကနောက်ပိုင်းဘာပြောတော့မယ်လက်ကလေးလှမ်းဆွဲငါဆွဲတော့ဒီကုလို့ရမ်းပြောတာဘာပြောတော့နောက်ကြတော့တကယ်တော့စိုးအပေါ်ဘာရင်းညာကပြီးတော့ပါတော့တာပါပဲကွာကြားနေလို့ပါမသွားဘူးလားဒီသားကြီးဒီလိုပဲပေါ့ကွယ်မုတ်ဆိုးကြီးလည်းမဖြစ်ဘူးနဲ့ဇွတ်လဲပေါ်တက်လိုက်တော့ကိုင်းပါသွားဆိုကြပါစို့အဲ့ဒီလိုလဲပေါ်တက်လိုက်ရောပါသွားတော့ကလေးမလေးကရှိသူမုတ်ဆိုးကြီးလှဲဦးကြောင်သူယောက်ျားနဲ့မိန်းမယောက်ျားကြောက်ငါတို့မှများယောက်ျားကကြောက်တယ်ဆိုတာသိဘဝမမြင်နဲ့ကြားမိမကိုယောက်ျားကကြောက်ရင်ပြည့်စည်ပြီလင်ကိုနတ်ကဲ့သို့လှုပ်ကြွေးရတယ်လော်လီချင်းငါးပါးပင်ပြီးအဲ့ဒါလိုများလှုပ်ကြွေးရင်လေနတ်တီရောက်ပြီပြီးတော့လေယောက်ျားဘုံကဆူတောင်းလို့ရတယ်မှတ်ထားကြကြည့်အခုယောက်ျားကဘာလို့ကြောက်တာတုံးဆိုတော့ခိရိဥတ္တပနဲ့ကြောက်ပေချင်းစိုးဆဲလို့ကြောက်တာတော့မဟုတ်အဲ့ဒီပိုင်းဘုံကရှေ့တို့ဒီကဇွတ်တိုးလိုက်ရှေ့တိုးသွားလိုက်တာကွာမုတ်ဆိုးဓမ္မချက်ခံလို့မနှုတ်ရှေ့ဂျွန်းပြန်ကြကဲဒီလိုနဲ့လဲဖို့ပါသွားတိုးတိုးပြောကြစို့ဟဲ့အိမ်ရောက်တော့အသင်ပြေသွားပြီဆိုကြပါစို့လဲပေါ်တယ်ပြေပြီးသားနေမှာပါကွာဘယ်သူပါရမမဟုတ်ခဲနဲ့ပြောဆိုပြီးသားပေါ့ကဲအိမ်ရောက်လို့အသင်ပြေတော့အတူတော့ကလေရမရရဲ့ဆိုပြီးတော့နင်းလာလိုက်ကြတာဟဲ့နောက်သားတစ်ယောက်ဖွားမြောက်နောက်တစ်ယောက်များမကြခင်တစ်ယောက်နောက်ထပ်များမကြခင်ဆိုပြီးတစ်နှစ်ကျော်လောက်တော့ကြာမှာပေါ့ကတိကတဝင်လာမှာစိုးဟုတ်သားပဲတောက်ဆောက်ကြည့်တော့ဘယ်ဟုတ်မလို့ကဲနောက်တစ်ယောက်ကြားနေရောက်ပါဘုရားကသား9ယောက်ဒီလိုက်လာခတ်တုတ်ပေါ့
တရားကိုလာဆင်လာဆိုငါတရားငါသေးတောင်ပြီးမှပြီးကိုင်တရားတဲ့ဆိုတော့ခတ်တုတ်တုတ်ခေ9ယောက်ဖွားမြောက်ရောက်ပဲဒီလို9ယောက်ဖွားမြောက်ပြီးတော့နောက်သားအကြီးတယောက်ကိုမင်္ဂလာဆောင်ပေးလိုက်နောက်တစ်ထောင်နောက်တစ်ထောင်9ဆောင်ကွန်ကိုင်ခတ်တုတ်တုတ်ပေါ့ဒီနေ့တော့တုတ်တုတ်ကြီးပဲဟဲ့နောက်ဘဝကသား9ယောက်နဲ့နောက်ဘဝကချင်းမ9ယောက်16ယောက်ပေါင်းပြီးကြပါလေပြီပေါင်းပြီမလားပြိဿကြီး16ယောက်ပေါင်းပြီးတော့သူတို့စီးပွားရေးမုတ်ဆိုးဝါနဲ့လုတ်ကြိုက်စမ်းတောက်ပြီးတော့လာခဲ့ဒီကနေ့တော့သုံးလောကထောထားဂေါရမမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကရှင်ဝိညာဉ်တော်ကိုရတဲ့ဖြန့်ကျက်ပြီးတော့ကြည်လိုက်တဲ့အချိန်မုတ်ဆိုးကြီးနဲ့တကွသား9ယောက်ချင်းမ9ယောက်15ယောက်အပေရကပိတ်မဲ့ဥပနိတရားကိုမြင်တော်မူသဖြင့်ယဟန်ကြီးရောက်ဖန်ဆင်းပြီးတော့တပါးကြီးကြွဘုရားကိုယ်နဲ့ခြုံနှဲဝင်တဲ့သုံးဒီကနေ့မုတ်ဆိုးထောင်ထားသောပိုက်ကွန်တွင်းသို့သားကောင်းတွေဓာတ်ကောင်းမှမမိကြပါစေကုန်သတည်းအဋ္ဌံလိုက်ငါဟာအဋ္ဌိမထံခင်မိနေနှင်ပြီးတော့သားကောင်းများလည်းလွတ်မြောက်ကြပါစေကုန်သတည်းပိုက်ကွန်တွေသားကောင်းတွေဓာတ်ကောင်းမှမရှိမုတ်ဆိုးကြီးလျှောက်ပြီးရှာလိုက်တော့ဟာတဲ့ထူးခြားပါလားဒီနေ့ခါရဲသွေးဒီချိန်အိမ်လှဲတဲ့စီတိုင်းလောက်ပြန်ပို့ပြီးပြီဒီကနေ့ပြနေဆုံးသားကောင်းနေတကောင်မှမမိပါလိမ့်မစို့ငါရမှုရှိတယ်တွေ့ကြသေးတာပေါ့ဆိုပြီးရှောက်အချာလိုက်ခြုံပုတ်ထဲဖယားသတင်းသုံးနေတာတွေ့ရကြည့်စမ်းရဟန်းရုပ်ဒီညောင်ငါပိုက်ကုန်နဲ့သားကောင်းနေတကောင်မှမမိရဟန်းမုတ်ဆိုးဒေါသဖြစ်ပေတော့သူပြီးတော့မြားနဲ့ပြစ်မလို့ဒူးတစ်ဖက်အောက်ထောက်ပြီးမုတ်ဆိုးတိုင်ထိုင်လိုက်မုတ်ဆိုးထိုင်မှတော့မုတ်ဆိုးတိုင်ပေါ့ဒါကမှမုတ်ဆိုးတိုင်အစ်စ်တချို့လူတွေကပြောသေးသူ့ကိုယ်သူလည်းဘာမှမသိငါမုတ်ဆိုးတိုင်ထိုင်ကြမုတ်ဆိုးလည်းမဟုတ်တယ်ကဲဘုံကမုတ်ဆိုးကြီးထိုင်တော့မုတ်ဆိုးတိုင်အစ်စ်မြားနဲ့ချိန်နေဘုရားဘုရားကိုယ်တော်မြတ်ကငါဘုရားအားမြားနဲ့ပြစ်မလို့ကြံရနေသောမုတ်ဆိုးထောက်ထားသောဒူးနဲ့မြေကြီးနဲ့ထောင်ထားသောဒူးနဲ့တရောင်စစ်နဲ့မြားကိုလှမ်းပြီးတော့နှိုက်သောလက်နဲ့ပခုံးနဲ့တင်ပါနဲ့ဖနှောက်နဲ့ခြေပြားနဲ့မြေကြီးနဲ့အကုန်လုံးကပ်ပြီးတော့ခွာမရပဲနဲ့ကြောက်ရွံ့ပမာဏတီးပါစေသာအဋ္ဌံလိုက်ဟိုဆိုကြီးလှုပ်တော့ပထမတော့အတန်ထွက်သေးနောက်အတန်တောင်ထွက်ဘူးပြောက်သွားလှုပ်ဟိုဆိုဒုက္ခရားလို့တောင်ပုတ်ဖို့ခက်ဧကကြီးဖရာဒိဋ္ဌာနာနော်ပြေးကကြီးကျုပ်နဲ့မေးမယ်ဟိုလိုချင်ရင်ပြောကြသမှာပြေးကကြီးဟိုကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစေသားလို့များအဋ္ဌံလို့ပြေးကကြီးရချင်ဘူးလားဒီမန်းတော့မမန်းနဲ့ကြဲကြဲပြောဟုတ်တယ်ကြဲကြဲပြောဘုန်းကြီးကြာကြာနာနာမင်းနေတာပေးတာကြီးမဲရအောင်ခရကိုတော်မြတ်ကြီးကကြောက်ရွံ့ပမာဏတီပါစေသားလို့အဋ္ဌိထံတော့မလှုပ်သလိုပရိသတ်ကြီးကလည်းကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစေသားလို့အဋ္ဌိထံလို့များရခြင်းမူလားပရိသတ်အာဒီကျုပ်ရခြင်းတယ်လို့ဖြေတော့မေးတာမေးရတော့မရခြင်းမနဲ့ဧကကြီးမရခြင်းနဲ့ခင်ဗျားတို့အခုခေတ်ရရင်မလွယ်ဘူးထင်တယ်ဒုက္ခများလိမ့်မယ်ထင်တယ်ဖယားကူတော်မြတ်ကဒုက္ခဖြစ်အောင်တမင်တက်တဲ့မြင်းသေးပြီးတော့အဋ္ဌံတော်မူတာမဟုတ်ဘူးခင်ဗျားတို့ကအမြင်ကတ်တဲ့လူတိုင်းကိုကောင်းကြီးမလှုပ်ဖဲနဲ့ငုံတောက်ကြီးနေကွာဟိုကောင်မကြီးအဲ့ဒီတိုင်းနေစေတကြီးလုံးအမြင်ကတိုင်းလုံးငုတ်တုတ်လုံးမစားရပဲဒုက္ခဖြစ်ကုန်လိမ့်မယ်ထင်တယ်
ဒါကြောင့်ရခြင်းတော်လေဒီလိုအတိတ်ထံလို့ရမယ်မဟုတ်ဆိုတာယုံညခမည်းတော်ကျွတ်တို့စိတ်နဲ့ဖရာကိုယ်တော်မြတ်ကြီးရဲ့ကရုဏာနဲ့ရှင်းတဲ့စိတ်တော်ကြီးနဲ့မတူရလားပြိဿဖရာကိုယ်တော်မြတ်ကတော့ငါဖရာကိုတဲ့မနောကံနဲ့လည်းပြစ်ဖို့ကြံပြီးသည်တဲ့ဝစီကံနဲ့ကတော့ပေတော့ရဟန်းရုပ်လို့ဆိုပြီးပြီတဲ့အကယ်၍ကာယကံနဲ့သူတကယ်လို့ပြစ်တော်လည်းပဲဗုဒ္ဓနံဒီဝိတတနသက်ကကေနစီအန္တရာယောကာတုံလို့မြတ်စွာဘုရားကိုယ်တော်မြတ်ဤအသက်ခေါ်တဲ့အာယုတော်အားသူတစ်ပါးတတ်လို့မသိနိုင်သူတစ်ပါးရဲ့ပယောဂနဲ့ပရိနိဗ္ဗာန်မဆန်နိုင်မသေးပေမဲ့လို့ကာယကံမြောက်များမြားနဲ့ပြစ်လိုက်မိသည်ရှိတော်အဝိစီကိုလေငုတ်တုတ်ခင်းသွားမှတနာတဲ့ကရုဏာကြီးနဲ့အဋိဋ္ဌာဏမျိုးကချုပ်အောင်မဆိုးကြတော့ကသားတို့မင်းတို့ဖေပြန်မလာဘူးထိုက်ချခန်းချမ်းသူများတွေ့နေသလားသားခေါင်ပြောင်းလိုက်လားလေးတွေများတွေကိုစီယူလို့ဟေးဟာကြည်စမ်းအဖေထောင်ထားတဲ့ပိုက်ကွန်နဲ့သားကောင်တွေဒီကောင်မှမရှိဘူးကွာသားကောင်တွေများတင်ပြီးအိမ်များပြန်လေသလားခါတိုင်းဒီချိန်အိမ်လဲတစ်စီတိုင်းတော့ပြန်ပို့ပြီးအိမ်ပြန်လာတော့မဟုတ်တော့ဘူးဟေးအဖေရံများတွေ့နေသလားလာရှာတာစို့ရှောက်ပြီးတော့ရှာလိုက်တာပရိသတ်ကြီးအဖေငုတ်တုတ်ထိုင်းရတွေ့ဟာဟေးတို့ဖေရံတွေ့လာပြေးအောင်ဟေးလာအဲ့ဒါလို့ခေါ်ပြီးတော့9ယောက်အဖေနောက်ကငုတ်တုတ်ထိုင်ပြီးမြားနဲ့ချိန်လိုက်တော့ဘုရားကိုယ်တော်မြတ်ကသူ့သား9ယောက်ဒီသူ့ဖေကဆိုမလှုပ်မကြွငုတ်တုတ်ကြီးကြီးရှိကြပါသေးသားတထမ်းအဘရှိအောင်ငုတ်တုတ်ကြီးလှုပ်မလှုပ်တော့လေမုတ်ဆိုးကတော့ဖြစ်တဲ့သောတာပန်မလေးကသမီးတော်လာကြညီတို့လည်းငါတွေလည်းပြန်မတာဘူးတို့ရင်ငါဟာကြီးလည်းခုတည်းပေါ်မလာဘူးတို့ရင်ငါဟာကြီးဆိုတာမုတ်ကြီးပြောအဲ့လေမုတ်ဆိုးကြီးပြောဟာအလိုမလို့ပြန်ဖြစ်ရသမီးတော်မေးလိုက်မယ်လားသွားကြဆိုဆိုပြီးတော့ရောက်ခမနဲ့ချွေးမ9ယောက်10ယောက်သွားလာကြဒီရောက်တော့ဟဲ့သမီးတို့ကြည်စမ်းပိုက်ကွန်နေတဲ့တားကောင်တကောင်မှမရှိဟောကြည်စမ်းညီတို့ဖေကရှိကညီတို့အိမ်သားတွေကနောက်ကရန်သူတွေ့လို့ဝိုင်းချင်းနေကြပြီလားသွားကြသို့ဆိုပြီးတအားလေးပြေးပြီးနောက်ကငုံကြည့်လိုက်တော့ချိုးပုတ်ထဲဘုရားသတင်းသုံးနေတာတွေ့ဟောမလီငါဖေဖရပါလားဒါတော့မပြစ်ကြနဲ့အဲ့ဒါငါဖခင်ကြီးဆံမလေးငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့မုဆိုးကြီးအဲ့ဒါကျုပ်ဖခင်ကြီးမပြစ်နဲ့သားတို့ရေငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့အမလေးငိုမှာပေါ့ဗျာငိုတယ်လို့မှတ်ပေါ့ငါသားတို့မပြစ်ကြနဲ့မုတ်ဆိုးကြီးမပြစ်နဲ့အဲ့ဒါကျုပ်ဖခင်လို့ဆိုတော့ဒေါသလေးတွေပြေသွားတယ်အရေးကြီးတော့သွေးနီးမှရွှေမျိုးစတာကိုမုတ်ဆိုးကြီးဒေါသပြေတော့လှုပ်နိုင်လို့ကံကောင်းလို့မိမတထေသမီးဘွားနဲ့ငါနောက်လိုက်ပြေးလာသူ့ဖေလည်းငါတခါမှမြင်ဘူးငါမိမဖပြန်ဆိုကံကောင်းလို့ငါရောက်ခမကြီးငါပြစ်တော့မလို့ရေးတဲ့ရွှေမျိုးသွားစသား9ယောက်ကလည်းဟာတို့အမေရဖခင်ဆိုရင်တို့အဖေကြီးတို့ပြစ်မိတော့မလို့ဒေါသတွေပြေးလာလည်းဘူးတော့ရှင်မျိုးဆက်ကလည်းတချို့ကရမ်းဆိုင်ရင်းနှုန်းကကျုံတော့ကရောက်ဖတယောက်ပါကျုပ်အမနဲ့ရအဲ့ဒါတကားတယောက်ကရှင်ရတာပါတော်လုံးနဲ့ကျုံရောက်ဖပါဗျာဒါလူကတိကတလာပြီရှင်ရရောက်ဖဆိုတော့ရှင်ရကပွေးရတယ်လားသူကပွေးရတယ်အတော်ဆိုးတဲ့လူပါဆိုမှခင်ဗျားနဲ့ကြလို့ဘုန်းကြီးရောက်ဖုန်းချက်ပေးရတာပေါ့မသိဘူးဖရာတဲ့ဖရာနဲ့ဒေဝရကြတော့ဒေဝရကဖရာရောက်ဖဆိုတော့အဲ့ဒါကြတော့ဒေဝရကရတော်ရရာပေးထားဗျာကတိကတပြောပါတယ်ဒါကြောင့်တရားနာပြီးသားကြီးရွှေမျိုးဆက်ရာကထွက်သွားတဲ့သကလုံးကျုပ်ကဘေးချောထွက်သွားကြိုက်ဆက်ကြပါအောင်သူဗျာ
ဒီလိုသောသားတွေပြေပြောက်တော့ကမှမြတ်စွာဘုရားတပည့်တော်လင်္ကာဖြစ်တဲ့မုတ်ဆိုးကြီးနဲ့သား9ယောက်ချွေးမ9ယောက်အပေရကားတော့ပိတ်အောင်တရားရည်အေးတိုက်ကြွတော်မူပါဘုရားလို့လျှောက်ထားတော့မြတ်စွာဘုရားကိုရောမြတ်ကသူတို့နဲ့သင့်လျောက်ပတ်တဲ့ဒေသနာဓမ္မကိုပြလိုက်တော့ဟောတရားနာပြိဿကြီးမုတ်ဆိုးကြီးနဲ့တကွာသား9ယောက်ချွေးမ9ယောက်ရေချီနဲ့ဝိစီကိစ္စကွာလို့သောတာပန်ဖြစ်ကြပါသည်ဧကကြီးသောကသောတာပန်ဖြစ်ပြီးသားမုတ်ဆိုးကြော်လေးနဲ့ဆိုတော့အခု15ယောက်နဲ့သောတာပန်ပဲ2ယောက်ဖြစ်သွားတယ်သောတာပန်16ယောက်ကိုင်းသူတို့လည်းအိမ်ပြန်ဖះလည်းကြောင်းပြန်ကြွတန်ဃာတော်တွေဖះကြောင်းတော်မှာစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်းလို့သောတာပန်ဆိုတာသူများအသက်မတတ်ဘူးမဟုတ်လားပါဏာတိပါဒသိက္ခာဘုအသက်ပေးဆောက်တည်သွားပြီမဟုတ်လားအခုတော့သောတာပန်မှလည်းမုတ်ဆိုးကြီးနဲ့လင်းမုတ်ဆိုးမရသောတာပန်ဆိုတော့ဒုတ်ပေးဓာပေးလေးပေးမြပေးဓာတွေပေးနေရသဖြင့်ပါဏာတိပါဒသိက္ခာဘုကြီးနဲ့ညိမညိသောတာပန်အတိဟုတ်မဟုတ်လို့စကားမေးခွန်းနေထုတ်နေကြဆုံးဘုရားရောက်သွားခြေသားများပါပြောနေကြဒီလိုဒီเจ้าမှာဗျာသောတာပန်ကြီးဖြစ်ပြီးတော့ဓာပေးဒုတ်ပေးဒီအလုပ်တွေလုပ်နေရပါဖြင့်ပါဏာတိပါဒသိက္ခာဘုမှာလွတ်ကင်းပြီးတော့သောတာပန်အတိဖြစ်တယ်ဆိုတာဟုတ်မှဟုတ်ကြရဲ့လားလို့တန်လျာမရှင်းလို့ပြောနေကြပါဗျာရှိတာတော့သောတာပန်အတိဖြစ်တဲ့ကွပါဏာတိပါဒသိက္ခာဘုမှာမဏိမဆုံးမနဲ့တန်ရှင်းစင်ကြယ်ကွလို့ဥပမာပြ၍ပါဏိမိစေဝနောနတဟရိယပါဏိနံဝိသံအဝနံဝိသမနွေတိနတ္ထိပါပေါင်းအာကုပ္ပတော်တဲ့ဘုရားကချစ်သားတို့အရေးလူထွားလက်ဖွားပြင်မှာအနာမရှိဘူးသူကြောက်ပါစို့ကွယ်အနာမရှိတဲ့လက်ဖွားပေါ်မှာအနာကိုတက်စီရတဲ့အသိပင်တော်လဲအနာမရှိလို့အသိမတက်ဖဲလျော့ကြပြီးတော့ချမ်းသာရသလိုဥပမာလေးဥပမေယကချစ်သားတော်တဲ့ငါသမီးဒီဒုံပေးထားပေးလေးပင်မြပေးလို့မုတ်ဆိုးခိုင်းတယ်များလောက်ရတော့လေလင့်ဝတ်တရားမယားဝတ်တရားဆိုတာရှိတယ်ကွမယားဝတ်တရား9ပါးနဲ့လင်ကိုပြုစုရမယ်လို့ငါဘုရားဟောထားတဲ့တရားတော်အတိုင်းမတင်းပါရအောင်လားလင်ခိုင်းတယ်များလောက်တော့လေငါပေးတော်ဒုဒ္ဓလက်နဲ့ဘယ်နှကောင်ရပါစေဘယ်တော်တွေသေးပါစေဆိုတဲ့စေရနာဆန္ဒမရှိပါသဖြင့်ပါဏာတိပါဒသိက္ခာဘုမှာလွတ်ကင်းလေတော့ဒီခြေသားတို့ရှင်းရှင်းလေးပြောတာနော်မြန်မာလိုအဲ့ဒါလိုမိတ်တော့တန်ဃာတော်တွေကမြတ်စွာဘုရားတဲ့မုံဆိုးကြီးနဲ့အပေရကပိတ်တဲ့သောတာပန်မကြီးနဲ့သားကောင်းလေးတတ်တဲ့ပါဏာတိပါဒသိက္ခာဘုလွန်ကျူးတဲ့လူကြီးနဲ့ဘယ်နဲ့ကြောင်များသွားပြီးတော့ရပါလိမ့်မလို့ဗျာရှောက်ကြจิตတော်ဒီဘဝကရေစက်တမဟုတ်ဘူးကွဘိုးဘေဝတဏိဝတေနပစ္စုပန္နဟိတေနဝါနောက်ဘဝကရေစက်ဘုရားကိုယ်တော်မြတ်ကကြုတ်ဟောခဲ့တဲ့ရှေ့ပိုင်းကဇတ်ထုကလေးပြန်ဆက်ငါအိမ်တော်ကတ္တဝမြတ်စွာဘုရားလက်ထက်ကငွေရှိကလေးနဲ့ဖယဂျုံအဖြစ်ခေါင်းလုံးထိုးလှူပြီးတော့တစ်ဖက်6ယောက်အတူပြုခဲ့တဲ့ကုသိုလ်ကြောင့်จิตတော်နောက်ဘဝကရေစက်ဧဒါဘယ်ဘဝကရေစက်ဟေးရေစက်ရှိလို့ဒီဘဝဇနီးမောင်နှံလာဖြစ်ကြတဲ့အချိန်ခါမှာတင့်တဲ့လျောက်ပတ်စွာတယောက်နဲ့တယောက်တဲ့တဲ့ပျော်ပျော်ရွှင်ရွှင်အိမ်တော်ကြီးသာယာအောင်နေထိုင်ကြဖို့အံသိမင်းနာကြီးထူးကြီးဆရာတော်ပြောတယ်လို့ဖြစ်မတက်ကိုမတက်တော့ဘူးအာသအိမ်ပြောင်ကြည့်နာဒီတိုင်းပဲဆိုပြီးခေါ်နာဟိုစကင်းပေါက်စလေးလည်းမသွားဘူးဟာရှိသေးတော့ဘာဇက်လန်းကလည်းလက်ထိတန်းနေပါပြီဒါလက်ထိတန်းနေတော့ဘုရားကိုယ်တော်မြတ်ကဒီလိုဟောကြားတော်မူတဲ့တရားကိုနာရသဖြင့်ဘုရားကိုယ်တော်မြတ်၏ဒီဝိသားသည်ဓမ္မဝိသမယဖြစ်ကြပါသည်ဆိုတဲ့ပြောခြင်းသူလူအများလိုက်ကြမလားဆိုတာမိမိတို့ပြုတဲ့ကံနဲ့မိမိတို့သွားရဘုံတွေကိုတရားနာပိတ္တကြီးကံကြောင်းလုပ်ကြောင်းနဲ့ပြောခဲ့သဖြင့်အာလုံးသောတရားတော်မှတွေ့ရခုကဲ့သို့အတူတကွနိဗ္ဗာန်ကိုသွားနိုင်ကြရအောင်ကြိုးစားပြီးတော့နိလန်းယူနိုင်ကြဘာသေးလို့သတိပေးပြီးတော့ကိုင်အားလုံးဆိုသမ်းမှာခြေပေါ့ပြန်လာပေါ့လှုပ်မလုပ်ပါနဲ့သာဓုခေါ်ပြီးမှပြန်လာပေါ့ဘုန်းကြီးဟောတဲ့တရားပွဲသာဓုခေါ်ကြော့ပြီးပြန်လာပေါ့ကိုင်ခိတ္တလေး9မိနစ်မကြာဘူးကိစ္စဆိုသမ်းမှာတကဘာလုံးမှမြတ်သတ္တချ
ချမ်းသာကိုစိတ်မြဲပါစေချမ်းသေးရလားတကဘာလို့ဘသူချမ်းထားသေးလို့မတက်တဲ့လူတွေချမ်းထားသေးလို့မချမ်းနဲ့အကုန်ဖို့မိအေးလို့လုံးမှသို့လို့မိအေးမြတ်တာဖို့တော့သုံးတဲ့ကုံချမ်းသာကြပါစေမောင်တုတ်ကြီးအလွန်မောင်တုတ်ကြီးကသူနဲ့မတည့်ဘူးမတည့်တဲ့လူချမ်းထားမှသို့လို့ကဲဖို့သားတစ်ခေါက်တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေမြစ်ထဲသွားကြမလိုက်ဆုံးနေကြဘူးကိုနေလို့လေရိုးတွေမို့မြစ်ထဲသွားခိုင်းတာဘယ်နဲ့အားလုံးနေတာတော့ကျုပ်ကတရားနာပရိသတ်ကြီးချမ်းသာကြပါစေကျုပ်ကပို့တာအားလုံးမလိုက်နဲ့တော့ဆရာတော်ဘုရားလည်းချမ်းသာပါစေဘုရားဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးပြစ်ထားခဲ့ကိုပြန်ဖို့လိတ်မျိုးတွေအားလုံးမလိုက်နဲ့ဆရာတော်ဘုရားလည်းချမ်းသာပါစေပြန်ဖို့အားလုံးရနေ့ကကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေပို့ကျုပ်ကြတွန်းလို့နေတယ်အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းရင်ရှိရင်ဒီဘောင်းမုန်းစိတ်တွေပြစ်ပြသေးသည်သောမိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသိခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောစိတ်သာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း